နောက် raw silk မှာလောက်ထားရတာဒီဒီ design လေးတွေကခေတ်စားနော်ပါတီစာနီ design လေးတွေပေါ့နော်ရှေ့အခွဲလေးနဲ့အောက်ကစကတ်ပါအကုန် design တွေအကုန်လိုချင်တာတွေကပြောရုံပဲကျန်တာအကုန်ဘာမှမလိုတာပေါ့နော် design လေးတွေလည်းနည်းနည်းလေး like a sample သဘောမျိုးပြပြီးတော့မှာပေါ့လိမ္မော်တွေမှာအများကြီးထွက်တယ်တိလားဆိုင်တိုင်းမှာလည်းရတယ်လိမ္မော်တွေအများကြီးထွက်တယ်ဘာကွာလဲဆိုလို့ဒီဥစ္စာလေးက band orange လို့ခေါ်တယ်တိလားတော့လိမ္မော်မှာတော့မှဒီလိုနည်းနည်းလေးband ပတ်သွားတာပေါ့နော်ဒါဘယ်လောက်ဆိုလို့ရှိရင်လက်ရှိဖြစ်တယ်အဲ့ဒီမှာအမတို့ပြန်ပြီးတော့တက်ဆက်လေးတက်ချင်လားဘာဒီဇိုင်းပြောင်းနေလဲဒီမှာဆိုကွက်လက်လေးဖြစ်နေတဲ့နေရာဆိုလို့ရှိရင်ပြန်ဖြည့်ချင်လားဒါသဘောနော်ကြိုက်တယ်လို့ရတယ်ဒီခါကလေအရာဝလေအဲ့လိုပေါ့နော်မျိုးစုံရှိတာပေါ့နော်ဒီမှာတွေကလေဘယ်လိုမျိုးတချို့လက်တွေမှာပါတာရှိမယ်လက်တွေပါတာရှိမယ်အဲ့လိုအမျိုးမျိုးကွာအဲ့တော့ဘာရောင်လိုချင်လဲဘာဖြစ်ချင်လဲဆိုတာကိုပဲပြောပြရမှာပေါ့နော်wedding တစ်ခုလုပ်တော့မယ်ဟဲ့ဆိုလို့ရှိရင်လေအရေးကြီးတာလေကျွန်တော်ကျမတို့က wedding လုပ်ချင်ပါတယ်ဘာလီဝတ်ချင်ပါတယ်နောက်ကျွန်တော်ကျမတို့ရဲ့ budget ကတလောက်ရှိပါတယ်ကျွန်တော်တို့ဘယ်လိုမျိုးလေးဝတ်ချင်လဲအဲ့ဒါလေးတွေကလေပွင့်လင်းမြင်သာစွာလေအမားတို့လေတိုင်မင်တဲ့အချိန်ကျအရင်အဆင်ပြေတယ်အဲ့တော့ဘာရှိလဲဆိုတော့အမအနေနဲ့လေသူတို့ရဲ့လိုချင်တာလေးတွေသိရသလိုအမဖြစ်ချင်တာလေးတွေသူတို့သိရတာပေါ့အဲ့တော့နှစ်ဖက်တေးသေးချာချာတိုင်နေဆွေးနွေးပြီးတော့လောက်တာကြတော့လေအဆင်ပြေအမတို့နောက်ဆုံးresult တစ်ခုရတာပေါ့နော်သိရမလား तू ဖြစ်ချင်နေတာ तू ဘာဖြစ်ချင်နေတယ်အမတို့ကလည်းမသိအမတို့လုပ်ပေးနိုင်တဲ့ဘာတွေကလည်းသူတို့မသိအဲ့လိုဆိုတော့လေနှစ်ယောက်မှဘယ်လိုပြောမလဲတိုင်မင်းဆွေးနွေးရတာတွေကလေအဆင်မပြေဖြစ်တာပေါ့နော်အင်ကြီးတစ်ထည်ယူလာတယ်အဲ့ဒီအင်ကြီးတစ်ထည်နဲ့ like တဲ့ jewelry တက်ပေးတယ်ယောက်ျားလေးတွေဘာတွေကိုအဲ့ဒါဟောသွားပြီး customize လုပ်ပေးတယ်ပြောတယ်ဒီကအဲ့ဒါမဟုတ်ဘူးဒီလားcustomize လုပ်ပေးတယ်ဆိုတော့ designer တယောက်ကိုခေါ်တာနောက် designer တယောက်ဆိုတော့ professionally designer ကိုပြောတာနော်နောက် creation လုပ်ပေးတယ်ဖန်တီးပေးတယ်ဒါတွေကလေ designer terms တွေပေါ့နော်သူတို့ကဘယ်လိုလုပ်ရလဲဆိုတော့သူတို့ fabric ကနေစပြီးတော့အမှတို့ mood board အထိအကုန်လုံးအစအဆုံးပေါ့နော်အဲ့ဒါတွေကိုအကုန်လုံး create လုပ်ရတယ်လို့ကိုအမှတို့ဒါကို creation ဖန်တီးရှင်လို့ခေါ်တာပေါ့နော်အမတို့ကအင်ကြီးတစ်ခုကိုဒီသရိုးသားသရိုးသမီး wedding တစ်ခုကိုစီစဉ်ပေးဖြစ်တယ်ဖန်တီးပေးဖြစ်တယ်ဆိုတဲ့စကားကိုသုံးမယ်နော်။ဘာဖြစ်လို့လဲဆိုတော့အမတို့က creator တွေဖြစ်တဲ့အတွက်အမတို့က professionally designer တွေဖြစ်တဲ့အတွက်ပေါ့နော်။အဲ့ဒီမှာအမတခုပြောပြမယ်ဒီလား။မိုက်ဒါလေးလိုချင်တယ်ဆိုပုံလေးပြပြီးတော့တခြားနိုင်ငံကနေပုံမှာပြီးတော့ဝယ်ပေးတဲ့လူမဟုတ်ဘူးအမတို့က။နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ပြောပြပေးမယ်နော်။အခုတခုဥပမာကွာဒီဇိုင်နာတယောက်ရှိတယ်tailor တယောက်ရှိတယ်သူ့ကိုသွားပြီးတော့အမတို့ဒီဇိုင်းပေးပြီးငါ့ကိုဒါလေးချုပ်ပေးပါအဲ့ဒါပြောထားတဲ့လူလည်းမဟုတ်တဲ့ပုံမှာပေါ့နော်ကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုအမတို့တခါတည်းအကုန် create လုပ်တဲ့လူဖြစ်နေတာဆိုတော့လေအမတို့ပုံမှန်လေးပြောပြပေးမဖြစ်ချင်ဘူးဆိုအမပြောတာပေါ့နော်ဘာဖြစ်ချင်လဲပြောဖို့ပဲလိုတယ်ကျန်တာဘာတစ်ခုမှမလိုတာဖက်နဲ့ပြောမလားဘယ်လိုပြောမလဲဆိုတော့နောက်အိတ်တွေပြောမလားနောက်တစ်ခုကကြတော့လေစကတ်စာတွေ whatever ဒီမနောက်ဆုံးအမတို့ decoration ဆိုင်ရာ theme တွေပြောမလားနောက် draping style တွေပြောမလားအကုန်လုံးပေါ့နော်အားကြောင့်ဆိုင်သွားပြီးဆိုင်နဲ့တပုံပြပြီးတော့ရောင်းနေလူလည်းမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့လေဘာဖြစ်ချင်လဲသူတို့သားသူတို့သမီးအဲ့ဒါလေးကလွဲပြီးတော့ကျန်တာဘာမှမလိုအပ်ပါဘူးတချို့အခုတိမသိတဲ့လူကလေအမမှားလို့ရလားအမအခုတိမှားလို့ရလားအခုလေနိုင်ငံခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ကျမတို့ကပစ္စည်းမှားပေးတယ်အမတို့ကအဲ့လိုပစ္စည်းမှားပေးတဲ့ system လုံးဝမရှိဘူးအမတို့ကဘယ်လိုမျိုးလဲဆိုတော့ညီမလေးတို့မောင်လေးတို့ဘာဖြစ်ချင်လဲဘာဝတ်ချင်လဲအိုမှာဒီပစ္စည်းကကြတော့အမတို့ကဒီရောင်မကြိုက်နေဘူးဒီရောင်ကိုကြိုက်တယ်ဒီ material ကိုမကြိုက်ဘူးဒီ material ကိုကြိုက်တယ်အဲ့လေးပဲလိုအပ်တာကျမတို့ကမှားပေးတဲ့ system ရှိလားမှားလို့ရလားမှားလို့ရဆိုအမတို့ဒီမှာဒီမှားလို့လုံးဝမရှိပါဘူးနောက်တစ်ခုအမတို့ကတခြားကိုသွားပြီးတော့ဂျားတွေကဒီလက်သဘောမျိုးပေါ့ပြောမှာဒီလက်သဘောမျိုးဖြစ်သွားပြီတခြားကိုသွားပြီးကျမတို့ဒါလေးချုပ်ပြီးပါဆိုတော့လူလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အခုကအမအမြဲတမ်းပြောတဲ့စကားလေးရှိတာပေါ့နော်တို့သားတို့သမီးဘာဖြစ်ချင်လဲဘာဆန္ဒလေးရှိတယ်မောင်လေးတို့ညီမလေးတို့ကဘာ budget ကိုသုံးချင်လဲအဲ့ဒါလေးပဲလိုတယ်တန်တာတော့ဘာတစ်ခုမှမလိုဘူးပေါ့နော်အဲ့ဒါလေးတစ်ခုပဲလိုအပ်တယ်ဟော wedding တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်မိဘတွေရဲ့လက်ခံနဲ့မိဘတွေသဘောတူညီချက်ကြောင့်အယောင်ဝတ်ချင်တာလားဒါမှမဟုတ်ကို vibe နဲ့ကိုကြိုက်တာကိုဝတ်ချင်တာလားဒါမှမဟုတ် festive vibe ကိုဝတ်ချင်တာလား party wear type ကိုဝတ်ချင်တာနောက်တစ်ခုကကြတော့အမတို့ traditional wear တွေ ethnic wear တွေလည်းရှိတာ။အဲ့တော့ traditional ကို carry လုပ်ချင်တာလားဒါမှမဟုတ် heritage ကိုက follow လုပ်ချင်တာလားဒါမှမဟုတ်လေကိုက modern type ပေါ့နော်အခုထွက်တဲ့ modern type လေးတွေဝက် classy ဆန်ဆန်ဝတ်ချင်တာလားအဲ့ပုံမှာမျိုး fashion တွေကကွဲသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အမအမြင်ပြောတဲ့စကားရှိတာပေါ့နော်2026 2029
ဒီလို wedding လေးလုပ်တော့မယ်ဆိုတော့စန်တာလေးရှိအမပြောတဲ့အတိုင်းပဲစန်တာလေးတစ်ခုရှိဖို့နဲ့ဝယ်ဖို့ဆိုတာလေးပဲလိုအပ်တာပေါ့နော်စန်တာလေးတစ်ခုရှိဖို့နဲ့ဖြစ်ချင်တဲ့စန်တာလေးနဲ့ဘာလေးဝတ်ချင်လဲဆိုတော့တိုင်ပင်ဖို့ပဲလိုအပ်တယ်အမတို့ရှိမှအချိန်ကတော့ပေးရတယ်အချိန်လေးတစ်ခုကိုလိုအပ်တယ်ကျန်တာကတော့ဘာတစ်ခုမှမလိုအပ်ပါဘူးပေါ့နော်အချိန်တစ်ခုနဲ့ကောင်းကောင်းမွန်မွန်လေးဖြစ်ချင်တဲ့စန်တာလေးချင်းအကုန်လုံးဖြစ်စေရပါမယ်လို့အမတို့ကဒီတိုင်းအားလုံးပေါ့နော်invite လုပ်ပါတယ်ပေါ့နော်တစ်ခါတော့လာကြည့်ပါလေးလာကြည့်ပါအဆင်ပြေအောင်လို့ပေါ့နော် okay about appointment အမပြောရမယ်သလားအခုဒီလေ customer တွေကလေအမကျွန်တော်ကဒီနေ့ဒီရက်ကျွန်တော်ကျမပေါ့ဒီနေ့လာမယ်ဒီရက်လာမယ်ဘာလေးကြည့်ချင်လို့ပါဆိုတော့ဖုန်းဆက်ပြီးတော့ appointment ယူရဖို့တော်တော်လေးဟိုလေဘာဖြစ်လဲတော့မသိပါဘူး appointment ယူရတာလား appointment ယူရတာလားအဲ့လိုရမ်းပြီးတယ်သူတို့ appointment ဆိုတဲ့စကားကြရင်ဘာများ uncomfortable ဖြစ်တယ်လည်းမသိပါဘူး appointment ဆိုတာဘယ်လိုမျိုးလဲသိလားအမတို့ကဒီ customer လာမယ့်အချိန်ကြာလို့ရှိရင်တခြား customer ကိုမယူထားအောင်တခြားအလုပ်ကိစ္စတွေဘာတွေရှိအများကြီးရှိတဲ့အလုပ်ကိစ္စတွေဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်အမတို့အကုန်လုံးကို cancel ထားတယ်အကုန်လုံးကိုညှိထားတယ်နောက်လေ customer တယောက်ကိုအမတို့ကလက်ခံပြီး discuss လုပ်ပြီးဆိုအနည်းဆုံး3နာရီ4နာရီကြာတာပေါ့နော်အဲ့တော့အဲ့3နာရီ4နာရီအချိန်ကိုအမတို့သူ့အတွက်ပဲသူပေးထားတာအဲ့တော့အမတို့ရှိမှလာပဲကြည့်ကြည့်လာပဲဝယ်ဒီဖြစ်စေမဝယ်ဒီဖြစ်စေလာပဲကြည့်ပဲကြည့်ကြည့်ဘလို့ပဲလာလားဘလို့ပဲလာ appointment ဒီအရေးကြီးပါတယ် appointment ဆိုတာ customer အတွက်ယူပေးတာအမတို့ရဲ့ယူရတာမဟုတ် appointment ယူပေးထားတော့မှအမတို့တို့တိတိကျကျလေးနွေးနွေးထွေးထွေးပြပြငှာငှာလေးအမတို့သူတို့ဆွေးနွေးလို့ရတယ်ပြပေးလို့ရတယ်အချိန်ပေးလို့ရတယ်အဲ့ဒီတော့ appointment ယူပါလို့ပြောရင် uncomfortable မဖြစ်ပါနဲ့စိတ်ထဲကိုငါဘာလို့ appointment ယူရမှာလဲ तू ကခြေလာအဲ့လိုလေးလည်းမတွေးပါနဲ့ appointment ယူတဲ့အတွက်ညီမတို့ရဲ့အချိန်နေတိုင်းနေညီမတို့ရဲ့ရှိနေတဲ့ priority လုပ်နေရမယ်တခြားကိစ္စတွေတခုမှမပေးဘဲနဲ့ဒီတခုတည်းကိုပဲဒီလက်ခံထားတဲ့လူတယောက်တော့ကိုပဲအမတို့အချိန်ပေးချင်တာပေါ့နော်အဲအကြောင်းမလို့ appointment လေးကိုတေးချယူပေးပါလို့ဒီကနေပြီးတော့တေးချrequest လည်းလုပ်ပါတယ်ပေါ့နော် appointment ယူရမယ်ဆိုလို့စိတ်ထဲမှာဘာမှမဖြစ်ပါနဲ့လို့ဒီကနေအမအသေးစားလေးပေါ့နော်တေးချပြောပြချင်ပါတယ်ပေါ့နော်